ပါစီဟာရွှေစင်စစ်စစ်ရာဇပလင်ပေါ်မှာထိုင်လိုက်ရုံရှိသေးသူ့ရဲ့ခြေထောက်တွေကတဖြည်းဖြည်းနဲ့ရွှေအဖြစ်ပြောင်းလဲသွားခဲ့ပြီးအန်ဒဘက်ကသူ့ကိုမတက်ရဖို့စိုးရင်တကြီးနဲ့ပြောခဲ့ပေမဲ့ဒီကလတ်ထိုင်ကကျင်းစာတင်နေတာကြောင့်တစ်ခါထိုင်မိရင်တော့သူမှပြန်မထနိုင်တော့ပါဘူးပါစီဟာရွှေရုပ်တုအဖြစ်ပြောင်းလဲသွားချိန်မှာပဲရုပ်တုရဲ့လက်ထဲကနေဒိုင်းကြီးပြုတ်ကျလာခဲ့ပြီးအန်ဒဘက်ကဒိုင်းကိုယူပြီးထွက်ပြေးရမယ့်အစားရွှေပလင်ရဲ့စက်ရံတရားလျှို့ဝှက်ချက်ကိုဖြည့်ရှင်းဖို့ကြိုးစားခဲ့ရအဲ့ဒီအချိန်မှာပဲမီးနက်ဖျားဘာကန်ရုပ်တရက်ပေါ်လာခဲ့ပြီးသူ့ရဲ့ဝီစီကိုမှုတ်လိုက်တဲ့အခါလီကားကချက်ချင်းဆိုသလိုအပေါ်ကိုမြင့်တက်သွားပါတော့တယ်အခုချိန်မှာသူမအနေနဲ့ဒိုင်းလွှားကိုယူပြီးတယောက်တည်းထွက်သွားရင်တော့အမြင့်ဆုံးဂုံလူးဆောင်ဖွဲကိုရရှိနိုင်မှာဖြစ်ပေမဲ့အန်ဒဘက်ကတော့ပါစီကိုကယ်တင်ဖို့ပဲပြက်ပြက်သားသားဆုံးဖြတ်ခဲ့ပြီးဒါတွေအားလုံးကပါစီရဲ့ကိုကျိုးစောအနစ်နာခံမှုကြောင့်ဖြစ်ပေါ်လာတာပါသူမရဲ့ကြက်သားတဲ့စိတ်ဓာတ်ကမီးနဲ့ဖျားကိုဆွဲပတ်သွားစေခဲ့ပြီးဘာကန်ဟာသူ့ရဲ့ဝီစီကိုနှုတ်တစ်ချိန်ထပ်မမှုတ်လိုက်တဲ့အခါမှာတော့ပါစီရဲ့ကိုပေါ်ကရွှေတွေဟာမြက်မြက်ဆန်ဆန်ပဲပျောက်ကွယ်သွားပြီးရွှေပလင်ပေါ်ကကျင်းစာလည်းပြေပြေသွားပါတော့တယ်တကယ်တော့ဒီကျင်းစာဆိုတာမီးနဲ့ဖျားဖန်တီးထားတဲ့စံတက်ချက်တစ်ခုဖြစ်ပြီးဒါကိုကြော်ဖြတ်နိုင်မဲ့တစ်ခုတည်းသောနီးလန်းကတော့တယောက်အပေါ်တယောက်သစ္စာရှိဖို့ပဲဖြစ်ပါတယ်အဲ့တော့သူတို့ဟာစစ်နဖျား Aries ကိုဒိုင်းလွှားကိုပေးရခဲ့ကြပြီး Aries ကသူတို့အတွက်ကိုလင်ကတစည်းပြင်ဆင်ပေးကစွန်စားကန်အစ်စ်တစ်ခုစတင်နိုင်ဖို့အတွက်သူကိုယ်တိုင်ပဲလိုက်လံပူးဆောင်ပေးခဲ့ပါတော့တယ်